Hello. Yeah, maybe male. Chị bố của ấy đó hả con này con đây con cái trái cá nó mà vào lẩu đấy alo nghỉ về qua chỗ nào chỗ phong trào à sau gì mà bảo hell, sorry, nên nào chào. Mấy anh đi mà bà lâu nhỉ? shooting ai bu Shooting à ngay à mà đi. hả ngáo tôi vậy cô lại đi xem môn cỏ đó hello dai cho nó video ai bu có nó có hàng về một bọn nó đi đâu mi đi đâu vậy lâu đến A few minutes later. ai xa lại vì quá cá nào mà làm bị con nào mà làm bị vào cô là အကိုကိုဂျာကြီးလွတ်လိုက်တာတက် 哦 ဟေးဘာလို့ညာလဲ တကားတစ်ချက်လောက်ပါပွင့်လို့မရ အဲ့ဒါမဟုတ်လေဟိုဘက်မှာဟိုဘက်မှာ ဒိုင်နာနဲ့လား မဟုတ်လေစိတ်ကားလိမ်ကညီဟမ် အခုခုနတည်းမပြောဘူးဗျာစိုက်ကားဆို ငါညီရတယ်စိတ်ကားနဲ့ အားကြီးရတယ်စားတယ်ကွာ စိတ်ကားနဲ့အဆင်ပြေတယ်မလား ပြေတာပေါ့လွတ်လိုက်မှတော့ဒါနဲ့သွားမှာ A few moments later. ဟယ်လိုဂျာကြီးကျွန်တော်ရောက်ပြီနော်ဆက်ဖြုတ်လိုက်တော့မှာ ညဘာလို့တက်ပြုတ်မှာဒီလေးပဲပေါ်လာ အဲ့လေဗီဒီယိုရိုက်ဖို့ပြောရလေအဲ့ဒါကိုဆက်ဖြုတ်တော့မယ်လို့ပြောတာ အဲ့ဒါဗီဒီယိုရိုက်လိုက်တော့ โอเคအားလုံးပဲမင်္ဂလာပါမိုဘိုင်းဒေါက်တာကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေကလက်ရှိအသုံးပြုနေတဲ့ Samsung ဖုန်းလေးကိုတနေ့ကုန်လည်းအသုံးမပြုဘူးအားသွင်းအောင်လုပ်တဲ့အထိလည်း game တွေအလွန်ကြုံမစော့ဘူးဒီလိုထိမ့်သုံးမှလျက်နဲ့ဘာကြောင့်များဒီ screen notch error တွေကဖြစ်ပေါ်လာတယ် firmware တင်လိုက်လို့ဖြစ်ပေါ်လာတဲ့ပြဿနာလက်ရှိအသုံးပြုနေတဲ့ OS ကိုဘာမှမဖြစ်တော့ပါဘူးဆိုပြီး update လုပ်မိရာကနေပေါ်လာတဲ့ notch error တွေ recent install လုပ်ပြီးသား app တွေကိုပြန်လည်အသုံးပြုရမှာဖြစ်ပေါ်လာတဲ့ notch error တွေကလည်းမိတ်ဆွေရဲ့ဖုန်းကိုစိုးကျိုးတွေဖြစ်စေနိုင်ပါတယ်အထူးသဖြင့်ဖြတ်ပြီးသား app တစ်ခုကိုပြန်လည်အသုံးပြုတဲ့အခါမျိုးတွေမှာအဲ့ဒီ app ကဝင်မရပဲရပ်တန့်နေတာမျိုးတွေညနေပြင်ဖြူတာတစ်ခုကလွှဲရင်အခြားဘာကိုမှ response မလုပ်တော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီ app ကိုဆက်မသုံးနိုင်ပါဘူး and then ရေဝင်သွားတဲ့အခါမျိုးတွေကော်ရီပါတဲ့မှန်မကွဲတွေကတ်မိရာကနေ LCD အတွင်းပိုင်းထဲကိုကော်ရီတွေစိမ့်ဝင်သွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ screen error တွေဖြစ်ပေါ်တည်တတ်ပါတယ်အကယ်၍မိတ်ဆွေရဲ့ဖုန်းကရေဝင်သွားပြီး power ပိတ်သွားတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကဒီ SIM tray လေးကိုအရင်ဆုံးထုတ်ထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ SIM tray ကနေဝင်သွားတဲ့ရေအများစုက motherboard အတွင်းပိုင်းထဲထိရောက်သွားတတ်ပြီးတော့ network error တွေကိုလည်းမလိုအပ်ဘဲနဲ့ဖြစ်ပေါ်စေတတ်လို့ပါ။
ဒါကြောင့်ကိုယ့်ရဲ့တစ်သက်လုံးသုံးလို့မမုန်းတဲ့နှစ်ဖက်ခုံးမှန်လေးကအသုံးပြုလာကြာလာတာနဲ့အမျှစိမ့်သွားတာဝါသွားတာရုပ်ပြောက်သွားတာအတန်မင်းကြားရပြီးတော့ screen တစ်ခုလုံးဘာမှမပေါ်တော့တဲ့အခါမျိုးတွေမှာကျွန်တော်တို့ mobile data မှာ 10% discount ရယူပြီး flat cable replacement လုပ်လိုက်အောင်နဲ့100% original အတိုင်းပြန်ရအောင်အာမခံပြီးတော့ပြုပြင်ပေးနေပါတယ်ခင်ဗျာဒီ flat cable replacement service နဲ့ပတ်သက်ပြီးကျွမ်းကျင်ပိုင်နိုင်တဲ့ service technician တွေကိုယ်တိုင်အာမခံချက်အပြည့်အဝနဲ့လက်ရပိုင်းတည်သက်စွာပြုပြင်လဲလှယ်ပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေရဲ့ဖုန်းက screen စိမ့်သွားလေ100% original အတိုင်းပြန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ mobile data ကိုအခုပဲလာရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်နာမည် Jerry ပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ